ကျွန်တော်ကို air fryer လာမင်းနေတဲ့သူတွေတော့ဒီတစ်ခေါက်ကျွန်တော် air fryer လေးပြပြပါမယ်ဒီ air fryer ကတော့ကျွန်တော်ဝယ်တာမဟုတ်ပေမဲ့ကျွန်တော် customer တယောက်ကမှာထားလို့ဝယ်ပေးတာပါဒီ air fryer လေးကတော့ Philips brand မှာပြီးတော့သူက worldwide warranty 2 year ပါပါတယ်ပြီးတော့ air fryer က 7.2 liter ဆန်ပြီးတော့သူမှာ function 12မျိုးပါပါတယ်ဒီ air fryer air fry နဲ့မဟုတ်ဘဲနဲ့ရေနွေးငွေးနဲ့ပေါင်းတာမျိုးလည်းလုပ်လို့ရပါတယ်ပေါင်းဖို့အတွက်တော့ဘေးမှာရေထည့်ပြီးတော့ attach လုပ်ရတဲ့ container လေးပါပါတယ်ပြီးတော့သူကရေနွေးငွေးနဲ့တန်ရှင်းစေးကြောတာမျိုးလည်းလုပ်လို့ရတာဆိုတော့စီဂျိုးပါညာကတ်တာမျိုးတော့မဖြစ်တော့ပါဘူးပြီးတော့သူက Rio air fryer တွေလို့မဟုတ်ဘဲနဲ့အမှန်အကြည့်နဲ့လာတာဆိုတော့အတွင်းထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုမြင်ရပါတယ် air fry လုပ်တဲ့ container ကလည်းအောက်မှာအပေါက်ပါညာမပါဘဲနဲ့အလုံးဆိုတော့စီပါညာထွက်ရင်သူပြန်ပြီးတော့ခတ်သုံးလို့ရပါတယ်အောက်က container နဲ့အပေါ်က attachment လေးလည်းဒီလိုဖြုတ်လို့ရတာဆိုတော့ဆေးရပြူရတာတော်တော်လေးဆင်ပြေပါတယ်ဒီမှာပါတဲ့ container လေးကတော့ရေထည့်ပြီးတော့ steam လုပ်ရတဲ့ဘေးမှာထည့်ရတဲ့ attachment လေးပါဒီဇိုင်းလေးကလည်းတော်တော်လေးတွက်ပြီးတော့အတွင်းထဲကအကုန်လုံးကိုမှန်နဲ့မြင်ရတာဆိုတော့တော်တော်လေးလည်းလှပါတယ်ပြီးတော့အထဲထဲမှာဆန်တဲ့လီတာကလည်း 7.2 လီတာဆိုတော့တော်တော်များများကိုဆန်ပါတယ်ဒီ air fryer က model လည်းမြင့်တယ်ဈေးကလည်းအကောင်းဆိုတော့ဈေးလည်းတော်တော်လေးမြင့်ပါတယ်ဒီကောင်လေးတွေမှာကျင်တယ်ဆိုရင်လည်းကျွန်တော်စီမှာလာပြီးတော့မှာလို့ရပါတယ်မနေ့က IKEA မှာ copper stainless steel pan တွေဈေးချနေရတယ်ကျွန်တော်pot ကော pan ကောကိုနှစ်ခုဝယ်ခဲ့လိုက်ပါတယ်ပုံမှန်ဆိုရင်ဘတ်2990ဟိုမှာ1500နဲ့ချထားလို့ကျွန်တော်နှစ်ခုလုံးကိုဝယ်ခဲ့လိုက်တာပါဒီ copper pan တွေစထွက်ကြတဲ့ကလွန်ခဲ့တဲ့2နှစ်လောက်ကလေးကကျွန်တော်ဝယ်ဖို့ချောင်းနေပါတော့အဲ့ဒါအရင်တစ်ခေါက်ကဈေးကများတာနဲ့ကျွန်တော်မဝယ်ခဲ့တာအခုဒီတစ်ခေါက်တော့ဈေးချထားတာနဲ့တစ်ခါတည်းဝယ်လာခဲ့လိုက်တာပါသူကတော့အတွင်းနဲ့ဖေမာကတော့ stainless steel ကိုမှအပြင်အသားကိုတော့သူ copper နဲ့လုပ်ထားတာပါ copper နဲ့ဆိုတော့တော်တော်လေးလှပါတယ်ပြီးတော့သူထုတ်တဲ့ဒီ copper pan ကောပေါ်မှာကောကသူကအဖုံးပါပါတယ်ကော်ပါပန်ရဲ့ဇောက်အနက်ကတော့2လက်မခွဲရှိပြီးတော့အကျယ်ကတော့6လက်မရှိပါတယ်ကော်ပါဖော့လေးကတော့ဘေးမှာလက်ကိုင်2ခုပါပြီးတော့အိုးရဲ့အနက်ကတော့4လက်မရှိပြီးတော့အကျယ်ကတော့8လက်မရှိပါတယ်ပြီးတော့လက်ကင်လေးတွေကသူက screw နဲ့မဟုတ်ဘဲနဲ့ ribbon နဲ့ရိုက်ထားတာဆိုတော့တော်တော်လေးခိုင်ပါတယ်မနေ့တော့ကျွန်တော် IKEA မှာဝယ်တော့ကတော့အိုး3လုံးပန်3လုံးကျန်တာပေါ့နော်ဒါပေမဲ့ကျွန်တော်က2လုံးဝယ်လာတယ်ပြီးတော့ကျွန်တော်ကိုမှာထားတာအိုး1လုံးပန်1လုံးမှာထားတာဆိုတော့ IKEA မှာအိုး1လုံးရဲ့ဖန်တစ်လုံးရဲ့ပဲကြံပါတော့တယ်ဒါကတော့ကျွန်တော်အိမ်မှာရှိတဲ့တရုတ်ကလာတဲ့ကော်ပါပုံစံဖန်ထားတဲ့အိုးနဲ့ကော်ပါစစ်အိုးနဲ့ကိုကျွန်တော်ရှင်းပြထားတာပါအခုကတကယ်လို့မှားနေဆိုရင်တော့အိုးတစ်လုံးဖန်တစ်လုံးပဲရတော့မှာဆိုတော့ကျွန်တော်ကိုမြန်မြန်လေးလာပြီးတော့မှာပြီးလို့ရပါတယ်ဒါပြီးရင်မရှိတော့ပါဘူးပစ္စည်းကလည်းသူကထပ်မထုတ်တော့ဘူးဆိုတော့ကျန်တဲ့လူရှိရင်တော့အိုးနဲ့ဖန်နဲ့တစ်ခုစီတော့ရှိမှာပေါ့နော်တကယ်ဒါတော့မှကျွန်တော်မသိကြဘူးပြအခု IKEA သွားကြည့်လို့သူများယူသွားတယ်ဆိုရင်တော့မရှိတော့ဘူးပေါ့နော်ဒီနေ့တော့ကျွန်တော်မိမရဲ့တကယ်ချင်းတွေကအိမ်မှာညစာလာစားခြင်းနဲ့ပြောတာနဲ့ညစာလေးလှုပ်ကြွေးပြပါတယ်ဒီတစ်ခေါက်ညစာတော့3 course ပဲလုပ်ပြီးတော့ main dish ကိုအမဲနံရိုးလေးလုံးမှာဖြစ်တဲ့အတွက်အမဲနံရိုးလေးတွေကိုဘန်ကောက်ကမြန်မာတွေရှိတဲ့အမဲပွတ်ချဆိုင်ပါပဲအမဲနံရိုးလေးတွေကိုလိုချင်တဲ့ site လေးတွေဖြတ်ခိုင်းပြီးတော့အိမ်ကိုလာဖို့ခိုင်းထားလိုက်ပါတယ်လာပို့ထားတဲ့မဲနံရိုးလေးတွေကိုတော့ကျွန်တော်ကစားငရုတ်ကောင်ဟိုဘက်ဒီဘက်လန်ပြီးတော့နှက်သက်အောင်ပြူထားလိုက်ပါတယ်စားငရုတ်ကောင်ပြူထားတဲ့အမဲနံရိုးလေးတွေကိုတော့ရေခဲတက်တာထဲမှာခဏသိမ်းထားလိုက်ပါတယ်ပြီးရင်တော့အမဲနံရိုးကိုနှက်ဖို့အတွက် thyme ရယ် rosemary နဲ့ bay leaf လေးကို bouquet လေးလုပ်လိုက်ပါတယ်ပြီးရင်တော့အမဲနံရိုးထဲမှာထည့်နှက်ဖို့အတွက်ခါကျဲဥရယ်ကျက်တော်နီတစ်လုံးကျက်တော်ဖြူတစ်လုံးနဲ့တရုတ်နံနံရိုးတစ်ချောင်းကိုအနေတော်အတုံးလေးတွေလှီးထားလိုက်ပါတယ်ကျက်တော်နီကျက်တော်ဖြူခါကျဲဥနဲ့ celery ရယ်အကုန်လုံးအစင်းစင်းဖြစ်ပြီးဆိုရင်တော့ခုနကစားငရုတ်ကောင်းနေထားတဲ့အမဲနံရိုးလေးတွေကိုအိုးထဲမှာ olive oil အနေငယ်နဲ့တင်းသွားအောင်လို့စီယာလောက်ထားလိုက်ပါတယ်အမဲနံရိုးလေးတွေကိုတော့စီယာလောက်ပြီးတော့အကုန်လုံးတင်းပြီးတော့အယောင်လေးလာပြီဆိုရင်တော့ခဏအိုးထဲကနေဆယ်ထားလိုက်ပါတယ်ပြီးရင်တော့အမဲနံရိုးကြော်ထားတဲ့အိုးထဲမှာကျန်တဲ့စီနယ်ပဲခုနကလှီးထားတဲ့ကျက်တော်ဖြူရဲ့ကျက်တော်ဒီခါကျဲဦးနဲ့တရုတ်နံရိုးလေးတွေကိုထည့်ပြီးတော့ဤလာအောင်ကြော်ထားလိုက်ပါတယ်အသီးနံလေးဤလာပြီးတော့နံလေးမွေးလာပြီဆိုရင်တော့ခုနကကြော်ထားတဲ့မဲသားလေးတွေကိုစီစီပြန်ထည့်လိုက်ပါတယ်ပြီးရင်တော့အိုးထဲမှာ red wine ရယ် rosemary thyme နဲ့ bay လေးစီးထားတာရယ် coca-cola လေးအနည်းငယ်ထည့်ပြီးတော့အပေါ်ကနေ baking paper လေးအုပ်ပြီးတော့ oven ထဲမှာ3နာရီလောက် medium 50လောက်နဲ့နှက်ထားလိုက်ပါတယ် starter အတွက်ကိုတော့ခရမ်းချင်သီးစီစိန်လုပ်ဖို့အတွက် cherry tomato လေးတွေကိုဓာတ်ရပေးပြီးပြုတ်ထားလိုက်ပါတယ်ရလာတဲ့ဟာလေးတွေကိုတော့ရေခဲရေပြန်သိမ့်ပြီးတော့ခွန်ခွာထားလိုက်ပါတယ်ခွန်ခွာထားတဲ့ cherry tomato လေးတွေကိုတော့ olive oil များများနဲ့ကျက်သွန်ဖြူလေးနဲ့မီးရေးနဲ့တည်ထားပြီးစီစိန်လုပ်ထားလိုက်ပါတယ် main dish ထဲမှာထည့်သုံးဖို့ခါကျဲဥ puree လုပ်ဖို့ခါကျဲဥ
ကိုကျတော့နီနဲ့စီတက်ပြီးတော့ cooking cream လေးနဲ့အီလောင်တည်ပြီးတော့အကုန်လုံးကိုကြိတ်ထားလိုက်ပါတယ်။အားလာတဲ့ခါကျုပ်ဖြူလေးကိုတော့အရသာအတွက်စားနေငယ်ထည့်ပြီးအစင်သင်းလုပ်ထားလိုက်ပါတယ်။အမဲသားနဲ့တွဲစားဖို့ပြောင်းမွနဲ့ဘူလန်ဒါချက်ဖို့အတွက်ကိုတော့ cooking cream နဲ့ပြောင်းမှုမုံလေးတွေကိုပြစ်လာအောင်တည်ထားပြီးတော့ parmesan cheese နဲ့ cheddar cheese လေးထည့်ပြီးတော့အစင်သင်းလုပ်ထားလိုက်ပါတယ်။ပြောင်းမှုနစ်ကလေးရပြီဆိုရင်တော့အတုပ်ထဲမှာထည့်သုံးဖို့အတွက်အာဗန်ထဲမှာဖုတ်ထားတဲ့ပြောင်းမှုလေးကိုပေးသွားအောင်လို့ toss ပြန်လုပ်ပြီးတော့လှီးထားလိုက်ပါတယ်။ပြီးရင်တော့အတုပ်ထဲမှာထည့်ဖို့အတွက်ကြက်သားလေးကိုလည်းกินထားလိုက်ပါတယ်။ကြက်သားกินနေတဲ့အချိန်မှာတော့ starter အတွက်ပါမုံလေးတွေကိုလှီးထားပြီးတော့ကြက်သားกินလေးကိုရပြီဆိုရင်ဟိုဘက်လန်ပြီးတော့ပိုတဲ့ပါမုံလေးတွေကိုမီးကင်ထားပြီးတော့တီးထားတဲ့ပါမုံလေးကိုလည်းမီးကင်ထားလိုက်ပါတယ်။မီးကင်ပြီးလို့ကျွတ်နေတဲ့ပါမုံလေးတွေကိုတော့ cream cheese လေးတုပ်ပြီးတော့ခုနကမီးရေးနဲ့စီစိန်လှုပ်ထားတဲ့ကြက်သွန်ဖြူရဲ့ခင်းကျင်သီးလေးတွေကိုအပေါ်ကနေတင်ပြီးတော့အီတလီပင်သိန်းလေးတွေကိုဖျဲပြီးတော့တင်ပေးလိုက်ပါတယ်။ပါမုံမီးကင်ရဲ့အလယ်ထဲမှာတော့တိုးစားလို့ရအောင်လို့ဘော်ဇမစ်ဗနီဂါနဲ့စီစိန်လှုပ်ထားတဲ့အိုရီယာစီရဲ့ပင်သိန်းလေးရထည့်ပေးလိုက်ပါတယ်။ starter စားနေတဲ့အချိန်မှာတော့အမဲနဲ့ရိုးရပြီဆိုတော့အမဲနဲ့ရိုးလေးကိုထုတ်ထားပြီးတော့အမဲနဲ့ရိုးနှက်ထားတဲ့ထဲကနေထွက်လာတဲ့ရေလေးတွေကိုစကားနဲ့စစ်ယူထားလိုက်ပါတယ်။စစ်ယူထားတဲ့ရေတွေကနေပြီးတော့အစီတွေကိုရေခဲထည့်ပြီးတော့ဖယ်ထားပြီးတော့ကျန်တဲ့ရေလေးကိုပြစ်လာအောင်တည်ထားလိုက်ပါတယ်။ second course ရဲ့အတုပ်ထဲမှာထည့်သုံးဖို့ dressing ကိုတော့ mayonnaise ရဲ့ရှာလကာရေပြားရည်နဲ့စားထည့်ပြီးတော့ကြက်သွန်ဖြူရဲ့ parsley ရဲ့ထည့်ပြီးတော့ dressing လေးလုပ်ထားလိုက်ပါတယ်။ dressing ရပြီဆိုရင်တော့အစင်းသေးလုပ်ထားတဲ့ romaine lettuce ရဲ့ပပလိထားတဲ့ခါကျုံနဲ့တချမ်းချမ်းထားတဲ့ cherry tomato ရဲ့ပြောင်းမှုလေးနဲ့ dressing လေးတွေဆန်းလိုက်ပါတယ်။အတုပ်ရဲ့ပေါ်မှာတော့ခုနကကင်ထားတဲ့ကြက်သားလေးကိုလှီးပြီးတော့တင်ပေးလိုက်ပါတယ်။ main dish အတွက်ကိုတော့ခုနကချက်ထားတဲ့ပြောင်းမှုနစ်ရဲ့အမဲနယ်ရိုးလေးနဲ့ကြိုလုပ်ထားတဲ့ခါကျုပ်ဖြူလေးကိုဘေးကနေထည့်ပေးလိုက်ပါတယ်။ပြီးရင်တော့အမဲနယ်ရိုးပေါ်မှာမဲနယ်ရိုးချက်တုံးကထွက်လာတဲ့ရေတွေကိုပြည့်အောင်တည်ထားတဲ့ sauce လေးဆန်းပြီးတော့အပေါ်ကနေကြက်သွန်မိတ်လေးတွေဖြူပေးလိုက်ပါတယ်။ No tengo con sal. Mà lấy không sao hả trời? Cái này đi. Dạ vâng. Nghĩ nào. ဒီနေ့တော့ကျွန်တော်မိမကပဇွန်ချက်လေးမစားရတာကြာပြီပဇွန်ချက်လေးချက်ကျွေးပါအောင်ဆိုတော့ပဇွန်ချက်လေးချက်ကျွေးပြပါတယ်အရင်ဆုံးပဇွန်စီပြန်ကိုအနစ်ချက်ဖို့အတွက်ခန်းကျင်သီးလေးတွေကိုအရင်ပြုတ်ထားလိုက်ပါတယ်ပြီးရင်တော့ဝယ်လာခဲ့တဲ့ရေချိုပဇွန်လေးတွေကိုခေါင်းပိုင်းနဲ့အမီးပိုင်းကအခွန်လေးတွေကိုတခြားလေးခွာထားလိုက်ပါတယ်အခွန်ခွာပြီးသားပဇွန်လေးတွေကိုတော့သွားကြထိုးရန်လေးနဲ့ပုံစံမပြတ်အောင်လို့အထဲလေးကဦးလေးတွေကိုထုတ်ထားလိုက်ပါတယ်ပြီးရင်တော့ပဇွန်လေးတွေကိုရသာဝင်သွားအောင်စားငရုတ်ကောင်းနဲ့ရောင်နေမုံလေးထည့်ပြီးတော့နယ်ထားလိုက်ပါတယ်ပဇွန်လေးတွေရသာနယ်ပြီးသွားပြီဆိုရင်တော့ခဏသိမ်းထားပြီးတော့အနစ်ချက်တဲ့အချိန်မှာစီတက်ဖို့အတွက်ကျက်သွန်နီလေးတွေကိုခွန်တင်ပြီးတော့တောက်လေးတွေဆင်းထားလိုက်ပါတယ်။များသောအားဖြင့်တခြားသူတွေချက်ရင်တော့ကျက်သွန်နီနဲ့ကျက်သွန်ဖြူကျင်းလေးတွေကိုတစ်ခါတည်းထောင်းပြီးတော့ထည့်ရပေးမယ်။ကျွန်တော်ကတော့ကျက်သွန်နီကိုအရင်ကြက်အောင်ချက်ပြီးမှကျက်သွန်ဖြူစီတက်တဲ့အတွက်အကုန်လုံးကိုခွဲပြီးတော့လီလေးရှိပါတယ်။ကျက်သွန်နီလေးတွေတောက်ဆင်းပြီးသွားပြီဆိုရင်တော့ဂျင်းနဲ့ကျက်သွန်ဖြူလေးကိုအိတ်ဆက်ထဲမှာအလွယ်ပဲကြေသွားအောင်လို့ကြိတ်ထားလိုက်ပါတယ်။ဂျင်းကျက်သွန်ဖြူကျက်သွန်နီတွေဆင်းသေးဖြစ်ပြီဆိုရင်တော့ခုနကပြုတ်ထားတဲ့ခန်းကျင်သီးလေးတွေကိုပြုတ်ထားတဲ့ရေလေးနဲ့ငယ်ထည့်ပြီးတော့အိတ်ဆက်ထဲမှာကြေသွားအောင်ကြိတ်ထားလိုက်ပါတယ်။ဟင်းချက်ကန်ဒီမှာနောက်ဆုံးမွေးအောင်အုပ်ဖို့အတွက်ကျက်သွန်မိတ်ရဲ့ငရုတ်သီးရဲ့နန်းနန်းမင်းလေးတွေကိုလှီးပြီးတော့အစင်းသင်းပြင်ထားလိုက်ပါတယ်။ဟင်းစားချက်ဖို့အတွက်တော့အိုးထဲမှာစီများများလေးထည့်ပြီးတော့မှကျက်သွန်နီလေးတွေကိုအရင်ဣသွားအောင်လို့ကြော်ထားလိုက်ပါတယ်။ကျက်သွန်နီလေးတွေဣပြီးတော့အယောင်ပြောင်းသွားပြီဆိုရင်တော့ခုနကကြိတ်ထားတဲ့ချင်းကျက်သွန်ဖြူလေးကိုထည့်ပြီးတော့စီသက်ထားလိုက်ပါတယ်။ပြီးရင်တော့အယောင်လေးလှသွားအောင်လို့အယောင်နဲ့မုံအနှဲငယ်ထည့်ပြီးတော့ခုနကကြိတ်ထားတဲ့ခန်းကျင်သီးလေးတွေကိုထည့်ပြီးတော့အနစ်ချက်ထားလိုက်ပါတယ်။ခန်းကျင်သီးပြုတ်ပြီးသားဆိုတော့အနစ်ကခဏလေးနဲ့ကြက်ပြီးဆိုတာနဲ့အရသာအတွက်ခ ्यू စီနဲ့စားလေးကိုထည့်ထားလိုက်ပါတယ်ပြီးရင်တော့အရသာနေထားတဲ့ပဇွန်လေးတွေကိုထည့်ပြီးတော့ချက်ထားလိုက်ပါတယ်ပဇွန်လေးတွေကိုအနစ်ကလေးနဲ့ငယ်စီပြန်လာပြီဆိုရင်တော့ခုနကလှီးပြီးတော့အစင်သေးလောက်ထားတဲ့ငရုတ်သီးသိန်းကျက်သွန်မိတ်နဲ့နန်းနန်းမင်းလေးတွေကိုအုပ်ပြီးတော့ချထားလိုက်ပါတယ်ပဇွန်စီပြန်နဲ့တွဲစားဖို့အတွက်ငပိရည်နဲ့အတိုးမျိုးကလေးကိုလည်းအစင်သေးလောက်ထားလိုက်ပါတယ်ဒီကစီရတော့ညာရည်ပဲစစ်စစ်ကိုပဲစစ်စစ်ဆက်ကြမရှိတော့ဆက်ပေါ်ဝိုင်းဆက်ကြကုန်သွားတယ်ဆက်ကြလိုက်ချတယ်Rainbow is but အများကြီးပဲ။အများကြီးဝယ်ထား Oh detergent cream လည်းပါတာပဲကျွန်တော်အိမ်မှာသုံးဖို့အတွက် Rainbow Express ပကံဆေးစက်ပြစီနဲ့ detergent လေးတွေကိုမှာထားလိုက်ပါတယ်ဒီ Rainbow Express စက်ပြစီက FDA အသိအမှတ်ပြုထားတာမို့အိမ်တိုင်းမိဖို့ကြောင့်တိုင်းအတွက်ယုံကြည်စိတ်ချစွာသုံးလို့ရပါတယ်ပြီးတော့ Rainbow Express စက်ပြစီလေးကရေကို9သက်အထိရောသုံးလို့ရတဲ့အတွက်အကုန်ကြလဲတော်တော်သက်သာပြပါတယ်ပြောင်းတယ်ပြောင်းတယ်ကြည့်တောင်းနေပြောင်း
ဒီနေ့တော့ကျွန်တော်မိမစားဖို့အတွက်တူနာရောဆယ်မွန်ရောပါတယ်ဖိုကီဘိုးလေးလုပ်ပေးပြပါတယ်အရင်ဆုံးဖိုကီဘိုးလုပ်ဖို့အတွက်ဆူရှီဆန်လေးတွေကိုရေစင်အောင်ဆေးထားပြီးတော့သမင်းပေါင်းလေးနဲ့တည်ထားလိုက်ပါတယ်ပြီးရင်တော့တူနာလေးကိုဘေးကအသားလေးတွေကိုတေချာဖယ်ထားပြီးတော့အတုံးလေးဖြစ်သွားအောင်လုပ်ထားလိုက်ပါတယ်ကျွန်တော်မိမကအသားစိမ့်ဆိုရင်မစားတတ်လို့တူနာလေးကိုနည်းနည်းကြက်အောင်လုပ်ဖို့အတွက်နှမ်းရယ်သကြားရယ်စားရယ်နဲ့အယောင်နေမုံလေးထည့်ပြီးနှက်သက်အောင်နဲ့ပြီးတူနာလေးမှာလိုက်ပြီးတော့ကတ်ထားလိုက်ပါတယ်တူနာသားတုံးကိုကတ်ပြီးသွားပြီဆိုရင်တော့ဆယ်မွန်ကင်ဖို့အတွက်ဆယ်မွန်လေးကိုထုတ်ပြီးတော့လှီးထားလိုက်ပါတယ်ဆယ်မွန်ပိုက်သားချမ်းကိုတော့ကျွန်တော်နောက်မှစားဖို့အတွက်အရေကုန်ခွာထားပြီးတော့ခဏဖယ်ထားလိုက်ပါတယ်ပြီးရင်တော့အပေါ်လိုင်းသားလေးကိုနှစ်ချမ်းချမ်းထားပြီးတော့တစ်ချမ်းကိုတော့ကျွန်တော်မိမအတွက်အကြက်လုပ်ဖို့အတွက်ခုနကစားစကြားနေထားတဲ့နန်းနဲ့ပဲကတ်ထားလိုက်ပါတယ်အစိမ်းလေးကိုတော့ကျွန်တော်စားဖို့အတွက်ပါပါလေးတွေလှီးထားလိုက်ပါတယ်လှီးပြီးသားငါးလေးတွေကိုတော့ခဏနေမှသုံးဖို့အတွက်ရေခဲတစ်တာထဲမှာခဏအေးခံထားလိုက်ပါတယ်တည်ထားတဲ့ဆူရှီဆန်လေးတွေရပြီဆိုရင်တော့အရသာနယ်ဖို့အတွက်ခဏဖွာထားပြီးတော့ဆူရှီစီဇနီးလေးထည့်ပြီးတော့နှံ့သက်အောင်မှုထားလိုက်ပါတယ်သမင်းစင်သေးဖြစ်ပြီဆိုရင်တော့ငါးကိုအိုးထဲမှာกินဖို့အတွက်စီနှဲငယ်ထည့်ပြီးတော့ငါးကိုအပေါ်ရန်ကြောပဲကြက်သွားအောင်လို့ဟိုဘက်ဒီဘက်လန်ပြီးတော့กินထားလိုက်ပါတယ်တွဲစားဖို့အတွက်ထောပတ်သီလေးနှဲငယ်ကိုလည်းလှီးထားပြီးတော့ခုနကกินထားတဲ့ငါးလေးတွေကိုပုံစံမပြတ်အောင်လို့တေချာလေးပပလေးတွေလှီးထားလိုက်ပါတယ်ငါးလေးတွေလှီးပြီးသွားပြီဆိုရင်တော့ခုနကနေထားတဲ့ထမင်းလေးကိုပကံလုံးထဲမှာထည့်ပြီးတော့အပေါ်ကနေလှီးထားတဲ့ဆယ်မွန်ရဲ့တူနာရဲ့ထည့်ပြီးတော့ဘက်ဒီပပလှီးထားတာလေးကိုလည်းဖြန့်ပြီးတော့ထည့်ထားလိုက်ပါတယ်ပြီးရင်တော့ငါးလေးနဲ့တွဲစားဖို့အချင်းတက်လေးရအောင်လို့ရေကော်ဒီအနှင်းငယ်လေးထည့်ပြီးတော့ရေကြီးတုပ်လေးရဲ့ငါးဥလေးတွေကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ငါးစိမ့်နဲ့စားဖို့အတွက်ဝါဆာဘီလေးနှင်းငယ်တင်ပြီးတော့ချပေးလိုက်ပါတယ်သူနဲ့တွဲစားဖို့အတွက်ဘဲငယ်ပြားကြီးလေးလည်းဆင်သစ်ထည့်ထားလိုက်ပါတယ်ဒီတခါတော့ကျွန်တော် customer တယောက်ကဓားမှာထားတာနဲ့ကျွန်တော်ဝယ်နေကြဓားဆိုင်ကနေပဲစန်တိုကူဓားလေးဝယ်ပေးဖြစ်ပါတယ်ဒီဓားရဲ့တသိလေးကတော့ထာကာမူရာတသိဖြစ်ပြီးတော့စန်တိုကူဓားကိုမှဓားအသွားကတော့190 mm ရှိပြီးတော့လက်ကင်ရောဓားအသွားရောပါဝင်ဆိုရင်190 mm ရှိပါတယ်ဓားရဲ့အမြင့်ကတော့46 mm နဲ့လာပြီးတော့စတီးသားကလက်ကင်ထိအပြည့်ပါတယ် full 10နဲ့လာတဲ့အတွက်ကင်ရတာလေးလေးပင်ပင်တော့ရှိပါတယ်စတီးသားကတော့ chroma steel နဲ့လုပ်ထားပြီးစန်တိုကူဆိုတော့သူ့မှာမကက်အောင်လို့ hammer texture လေးတွေပါပါတယ်လက်ကင်ကတော့ရိုးရိုးအထက်သားလေးတွေကိုပဲသူကပြန်ပြီးတော့ resin နဲ့ပေါင်းထားတဲ့အသားနဲ့လာပါတယ်ဒီဓာတ်ကတော့ဂျပန်ဓာတ်ဆိုပေမဲ့သူကလက်ကင်နေပါတယ်ကို full 10နဲ့ western style သွားထားတာဆိုတော့ beginner တွေအတွက်လည်းတော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်ကင်တဲ့ဓာတ်ဆိုရင်တော့သူက VG10 နဲ့လာတော့ကြတော့တိတ်ပြီးတော့မသုံးနိုင်ရင်အသွားပဲ့တာတွေပါဖြစ်တတ်ပေမဲ့ဒီအခုဝယ်ထားတဲ့ Santoku လေးကတော့သူကနည်းနည်းအကျန်းခံတယ်လို့ပြောပါမယ်ဈေးကတော့ဘတ်9000မြန်မာငွေနဲ့ဆိုရင်တော့9သိန်းလောက်တော့ရှိပါတယ်ဒီကတော့ပို့ကမပါသေးဘူးပေါ့နော်တကယ်လို့ကိုကဂျပန်ဓာတ်ကိုလှလှလေးနဲ့ကောင်းကောင်းလေးကင်နေတယ်ဆိုရင်တော့အနည်းဆုံးမြန်မာငွေ9သိန်းလောက်သုံးမှာတော့အဆင်ပြေမှာပါတကယ်လို့ဂျပန်ဓာတ်ပါညာဝယ်နေတယ်ဆိုရင်လည်းကျွန်တော်ကိုလာပြီးတော့ပြောလို့ရပါတယ်เราเดินลงกลุ่มซาลูอะไรลูกซ่าจ่ายยังไงดีครับป่ะนี่เหรอမြန်မာငွေသိန်း20လောက်တန်တဲ့စီတုံးလေးကိုအရင်တစ်ခေါက်က use market ကနေကျွန်တော်ဝယ်လာခဲ့ပါတယ်အဲဒီတုန်းကကျွန်တော် post တင်ခဲ့ပြီးတော့စီတုံးကညစ်ပတ်နေတာနဲ့ဆေးပြီးသွားရင်ကျွန်တော်ကိုဗီဒီယိုလေးတင်ပေးပါအောင်ဆိုလို့ဒီတစ်ခေါက်ဗီဒီယိုလေးတင်ပေးထားပါတယ်ဒီစီတုံးလေးကတော့ Hasegawa တသိပ်ဖြစ်ပြီးတော့ဂျပန်မှာထုတ်တယ်ပေါ်ရန်အလွာကိုတော့ rubber နဲ့လှုပ်ထားပြီးတော့အတွင်းထဲမှာမာနေအောင်လို့တစ်သားခံထားတဲ့စီတုံးလေးပါကျွန်တော်ကတော့စီတုံး2တုံးရလို့2တုံးဝယ်လာတာပေါ့နော်ဒီစီတုံးကတော့သူ့ရဲ့ပေးရတဲ့ဈေးနှုန်းနဲ့လည်းတကယ်သုံးရတာတော်တော်လေးကိုကောင်းပါတယ်တခြား plastic cutting board တွေဈေးကြီးပြရတဲ့ engrave တစ်သား cutting board တွေတက်ကိုတော်တော်လေးကိုသုံးရတာကောင်းပါတယ်ကျွန်တော်တို့တစ်သား cutting board တွေဆိုရင်တော့မှဒီအသီးနှံတွေတင်ထားရင်အသီးနှံတွေကရှောသွားတာမျိုးတွေဖြစ်တတ်ပြီမဲ့ဒီကောင်ကဒီလိုမျိုးကြက်တော်နီပါညာလီးရင်တော့ဒီတိုင်းလေးကင်ထားရင်တော့မှကြက်တော်နေပါတွေကရွေ့မသွားပဲနဲ့လှီးလို့ကောင်းပြီးတော့ဓာတ်နေပြီးတော့ဒီ cutting board ကိုထိတဲ့အချိန်မှာလေဓာတ်သွားကမမကြီးနဲ့ထိမသွားပဲနဲ့ဣသွားတာလေးကတော်တော်လေးကိုမိုက်ပါတယ်ပြီးတော့သူကတခြား cutting board တွေဆိုရင်ကျွန်တော်တို့စတီးကုံတွေပေါ်မှာတော့ counter top
တွေပေါ်မှာတင်အောက်ကနေပြီးတော့ရေစိုးဝေလေးခံပြီးတော့မှစစ်နီတုံးကိုရွေ့မသွားအောင်ခံရပါမယ်ဒီမှာတော့လုံးဝမလိုပါဘူးဒီတိုင်းပဲတင်တိုင်းကိုသူကတော်တော်လေးကိုတွန်းရခတ်ပါတယ်ကျွန်တော်ကတော့ use ပဲဝယ်လာတာဆိုတော့ဒီလိုမျိုးနည်းနည်းအနာစာလေးတွေတော့ပါတာပေါ့နော်သူကဒီနားကိုပဲအမြဲတမ်းဓာတ်ကြီးနဲ့ဓာတ်ချွန်နဲ့သွားပြီးတော့လီးထားတာကြတော့ဓာတ်ရလေးတွေထင်းနေတာပေါ့နော်ကျွန်တော်ဝယ်လာတဲ့ခက်တင်ဘုတ်ကတော့ဒီဟတ်စကာဝါကနေထုတ်တဲ့အကြီးဆုံးခက်တင်ဘုတ်ပေါ့နော်နန်ကတော့တပေခွဲရှိပြီးတော့အလျားကတော့သူက၄ပေကျော်ပါတယ်ဒီစနီတုံးကိုတန်ရှင်းလုပ်ဖို့အတွက်လည်းသူကတက်ဒီလိုမျိုး sponge လေးလာပါတယ်အဓိကက rubber cutting board ဆိုတော့သွန်းနာပြူတာဓာတ်ရပါညာထင်းတော့သူကချစ်ထုတ်လို့ရအောင်လို့ sponge လို့ဆိုပေမဲ့ကော်ဘက်ပုံစံမျိုးဟိုဘက်ဒီဘက်မှာအချောနဲ့အနုနဲ့လာတာပါပြီးတော့ဒီစနီတုံးကသူ့ရဲ့ website မှာကိုကရေးထားပါလဲဆိုတော့ bleach လုပ်လို့ရတယ်ပေါ့နော်ဒီစနီတုံးကိုချွတ်ဆေးသုံးပြီးတော့ဖိုးတက်လို့လည်းရသလိုသူက90 degree celsius တီအပူနဲ့လည်းဆေးလို့ရတာဆိုတော့ dishwasher လိုမျိုးထဲမှာတောင်ထည့်ပြီးတော့ဆေးလို့ရပါတယ်ရေနွေးနဲ့လည်းတခြားလေးဆေးလို့ရတာဆိုတော့မိုးတက်တာတွေဘာညာတွေလည်းတိတ်ပြီးတော့စိတ်ပူကြမျိုးတော့ပေါ့နော်